One Piece Universe မှာဘသူကအတန်မာဆုံး character ဖြစ်မလို့ခင်ဗျားတို့ထင်လဲသူ့ရဲ့ Gear 5 transformations တွေနဲ့ Luffy လားဒါမှမဟုတ်အကြီးမြတ်ဆုံးဖြစ်ဖို့ရည်မှန်းထားတဲ့ဓာပညာရှင်ကြီး Zoro လားမာကျော်တဲ့တားရဲခိုင်တို့လားသူ့ရဲ့ကဘာကိုလွတ်ခတ်စေတဲ့ဆွဲအားနဲ့ White Bat လားနည်းနည်းစမ်းကြဲရဲ့ Yonko Shanks လားဒီ characters တွေကတာမာတယ်လို့ခင်ဗျားတို့ထင်နေတယ်ဆိုရင်ဒီနေ့ကျွန်တော်တို့ဖန်တီးမဲ့အရာကိုမမြင်မချင်းဟုတ်တယ်လို့ထင်နေလိမ့်မယ်ဒီဗီဒီယိုမှာတော့ကျွန်တော်ဒီတန်တာရီတွေအားလုံးထဲကနေအကြောက်မဆုံး trace ဒီအသွေးတွေနဲ့စွမ်းရည်တွေကိုပေါင်းစပ်ပြီးအဆုံးစွန်တော့ power half စွမ်းအားရှင်တယောက်ကိုဖန်တီးပါမယ်ဒါကြောင့်ဒီ epic journey ကြီးကျယ်ခမ်းနားတဲ့ခရီးကိုစတင်ပြီး grand line ရဲ့အစွမ်းထပ်ဆုံးစစ်တဲ့ကိုတောင်ကြော်လွန်ဖို့ဘာဒီလိုအပ်လဲဆိုတာကြည့်ရအောင်ရေဘူးရက်အပြင် One Piece မှာ characters တွေရဲ့ခွန်အားကို trace 10ခုကဖော်ပြပါတယ် Devil Fruit abilities, Haki mastery, natural physical strength, swordsmanship, ဓာပညာ combat skills, တိုက်ခိုက်ရေးစွမ်းရည် speed and agility, အမြန်နှုန်းနဲ့လျင်မြန်သက်လက်မှု strategic intelligence, မဟာဗျူဟာမြောက်ထက်မြတ်မှု resilience and endurance, ခံနိုင်ရည်နဲ့ကြံ့ကြံ့ခံနိုင်မှု charisma and leadership, နောက်ဆုံးအနေနဲ့ special techniques တို့ဖြစ်ပါတယ်ကျွန်တော်ရဲ့ရည်ရွယ်ချက်ကတော့ဒီ trace တွေကိုအကောင်းဆုံးဒီ technique ရွေးချယ်ပြီးကျွန်တော်ရဲ့ character မှာပေါင်းစပ်ဖို့ပါပဲ Devil Fruit နဲ့ဆက်တင်ရအောင် Devil Fruit ကြီးဟာစားသုံးနိုင်တဲ့အထူးအသီးတွေပါဒါတွေကစားတဲ့သူတွေကိုထူးခြားတဲ့စွမ်းအားတွေပေးပါတယ်ဒီစွမ်းအားတွေကမီးဒါမှမဟုတ်ရေခဲလို့ elements တွေကိုထိန်းချုပ်တာတရဆန်းတွေအဖြစ်ပြောင်းလဲတာဒါမှမဟုတ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုထူးထူးခြားခြားပြောင်းလဲတာမျိုးတွေဖြစ်နိုင်ပါတယ်ဒါပေမဲ့အထူးအားနည်းချက်ကတော့စားတဲ့သူဟာရေကူးနိုင်တဲ့စွမ်းရည်ကိုဆုံးရှုံးတတ်ပြီးရေထဲမှာအကူအညီမဲ့ဖြစ်သွားတာပဲဒါပေမဲ့ထူးခြားတဲ့အားသာချက်တွေကိုကြည့်ပြီးကျွန်တော်ရဲ့ character ကို Devil Fruit ရဲ့စွမ်းအားကိုတေချာပေါက်ပေးပါမယ်တခုတည်းသောမေးခွန်းကတော့ဘယ် Devil Fruit ကအစွမ်းအထက်ဆုံးလဲဆိုတာပါပဲကျွန်တော်ဒါကိုရွေးချယ်စရာ၃ခုအထိရှော့ချထားပါတယ် Gura Gura no Mi, Pika Pika no Mi နဲ့ Tori Tori no Mi Model Phoenix တို့ဖြစ်ပါတယ် White Bird နဲ့ Black Bird တို့အသုံးပြုခဲ့တဲ့ Gura Gura no Mi က Shockwaves လိုင်းလုံးတွေဖန်တီးပြီးငလျင်တွေနဲ့ Tsunami တွေဖြစ်စေပါတယ်ဒီ Devil Fruit မှာအလွန်အမြင့်ဖြစ်စေနိုင်တဲ့စွမ်းအားတွေရှိပါတယ် Now ရွေးချယ်စရာတစ်ခုကတော့ Kizaru အသုံးပြုခဲ့တဲ့ Pika Pika no Mi ပါဒါက Light Speed အလင်းအမြန်နှုန်းလှုပ်ရှားမှုနဲ့ Laser attacks တွေကိုပေးတယ်မယုံနိုင်လောက်အောင်မြန်နှုန်းနဲ့တိကျမှုတို့ကိုပေးပါတယ်မာကိုအသုံးပြုခဲ့တဲ့ Tori Tori no Mi Modern Phoenix ကတော့မြန်မြန်ဆန်းဆန်းပြန်လဲနားလန်းထူနိုင်မှုနဲ့ခန္ဓာရည်အားကိုပေးတယ်အပြာရောင်မီးတောက်တွေနဲ့ကုသနိုင်ပါတယ်ခဏလောက်စဉ်းစားပြီးနောက်မှာတော့ကျွန်တော် Gura Gura no Mi ကိုသူ့ရဲ့တတ်မဲ့ဖြစ်စေနိုင်တဲ့စွမ်းအားနဲ့ Battlefield တိုက်ပွဲမီကိုထိန်းချုပ်နိုင်မှုတို့ကြောင့်ရွေးချယ်ဖို့အဆုံးဖြတ်ခဲ့ပါတယ်ဒီ fruit ကိုရွေးချယ်ရတဲ့အကြောင်းအရင်းကတော့ကျွန်တော်တို့ရဲ့ character ကိုအလွန်အမိန်အစွမ်းထက်စေခြင်းလို့ပါပဲအခုကျွန်တော်တို့မှာ Devil Fruit ရဲ့စွမ်းအားရှိပြီး နောက်ထပ် trait ဖြစ်တဲ့ Haki Mastery Haki ကျွမ်းကျင်မှုကိုတွားရအောင် Haki ကနက်နက်စမ်းကြတဲ့စွမ်းအားတစ်ခုပါဒါကအသုံးပြုသူတွေကိုသူတို့ရဲ့ကိုယ်ပိုင်ဝိညာဉ်စွမ်းအင်ကိုအမျိုးမျိုးသောရည်ရွယ်ချက်တွေအတွက်အသုံးပြုနိုင်စေတယ်ဒါကိုအဓိက၃မျိုးခွဲခြားနိုင်ပါတယ် Observation Haki ဒါကို Sensing Presence ဒီရှိမှုကိုအာရုံခံခြင်းလို့လည်းခေါ်ပါတယ် Armament Haki ဒါကို Invisible Armor မမြင်နိုင်တော့တန်ချက်ကလို့လည်းခေါ်ပါတယ် Conqueror's Haki ဒါကို Dominating World လွှမ်းမိုးသော Six Center လို့လည်းခေါ်ပါတယ်ဒါဆိုကျွန်တော်တို့ရဲ့ character အတွက်ဘယ် Haki အမျိုးအစားကအကောင်းဆုံးဖြစ်မလဲ Observation Haki လား Armament Haki လားဒါမှမဟုတ် Conqueror's Haki လား သုံးခုစလုံးဆိုရင်ရော One Piece မှာ characters အများစုက Haki တစ်မျိုးတည်းကိုပဲကျွမ်းကျင်ကြတယ် Haki နှစ်မျိုးကျွမ်းကျင်တဲ့သူတွေကရှားပါတယ် Haki သုံးမျိုးစလုံးကျွမ်းကျင်တဲ့သူတွေကတော့အလွန်အမြင့်ရှားပါပါတယ် Rayleigh ကအဲ့ဒီထက်ကအလွန်အမြင့်ရှားပါတဲ့သူတွေထက်ကတယောက်ပါဒါကြောင့်ကျွန်တော်တို့ဒီ trait ကို Silver Rayleigh ရဲ့ပြည့်စုံတဲ့ကျွမ်းကျင်မှုနဲ့ Haki သုံးမျိုးစလုံးကိုကျွမ်းကျင်နိုင်တဲ့စွမ်းရည်ကနေရယူပါမယ်သူ့ရဲ့တန်တားရေးဆန်တဲ့ကုန်းပုံနဲ့တင်ကြားနိုင်တဲ့စွမ်းရည်တွေကလည်းသူ့ရဲ့တန်ဖိုးကိုတိုးစေတယ်ကျွန်တော်တို့ရဲ့ character က Haki ကိုအစမ်းကုန်အပေါင်းချနိုင်အောင်တေချာစေတယ်နောက်ထပ် trait ကတော့ natural physical strength တဘာဝရုပ်ပိုင်းဆိုင်ရာခွန်အားပါဒီ trait ကပြိုင်ဖက်တွေကိုအနိုင်ယူဖို့နဲ့ပြင်းထန်တဲ့တိုက်ပွဲတွေကနေရှန်တန်ဖို့အတွက်အရန်အရေးကြီးပါတယ်ကျွန်တော်တို့ရဲ့ character အတွက်အကြီးမားတဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားလိုအပ်ပါတယ်ဒါဆိုဒီ trait အတွက်ဘယ်သူကိုသုံးမလဲ
ကောင်းပြီးအဖြေကတော်တော်ထင်ရှားပါတယ်။ကိုင်းတော်ပါ။ကိုင်းတော်ကသူ့ရဲ့ကြီးမားတဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားနဲ့မပြတ်စည်းနိုင်တဲ့လောက်ခန္ဓာကိုယ်ကြောင့်နာမည်ကျော်ပါတယ်။ကမ္ဘာပေါ်မှာအတန်မာဆုံးတတ္တဝါအဖြစ်လူသိများပါတယ်။ကိုင်းတော်ရဲ့အကြီးမားတဲ့ထိုးနှက်မှုတွေကိုထိုးနှက်နိုင်ပြီးခန္ဓာရည်ရှိတဲ့စွမ်းရည်ကသူ့ကိုအကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်စေပါတယ်။သူ့ရဲ့တဘာဝခွန်အားကအယမ်းကြီးပါတယ်။ဒါကြောင့်သူဟာအကြိမ်ပေါင်းများစွာတတ်သိဖို့စ조사မှုနဲ့တိုက်ပွဲတွေကနေဘာကြရာမှမရပဲရှင်သန်နိုင်ခဲ့ပါတယ်။ကိုင်းတော်ရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားကိုကျွန်တော်တို့ရဲ့ character မှာထည့်သွင်းခြင်းအပြင်အနီးကပ်တိုက်ပွဲမှာလွှမ်းမိုးနိုင်တယ်။ကြီးမားတဲ့အလေးချိန်တွေကိုမနိုင်တယ်။ပြိုင်ပွဲအများပြားကိုတပြိုင်နက်တည်းရပ်ဆိုင်နိုင်ပါတယ်။ နောက်ထပ် trick ကတော့ swordsmanship ဓာပညာပါဓာပညာအကြောင်းပြောတဲ့အခါ Roronoa Zoro, Draco Mihawk နဲ့ Shanks တို့လိုတကယ်ကိုကောင်းတဲ့ရွေးချယ်စရာတွေရှိပါတယ်။ Roronoa Zoro ဟာကမ္ဘာအကြီးမြတ်ဆုံးဖြစ်ဖို့ရည်မှန်းချက်တွေရှိတဲ့အမခန်းကျွမ်းကျင်ဓာတ်သမားတစ်ယောက်ပါ။သူ့ရဲ့ three sword style ဓာတ်သုံးချောင်းပုံစံနဲ့မနာမနေလက်ချက်မှုတွေကသူ့ကိုကြောက်စရာကောင်းတဲ့ပြိုင်ပွဲတစ်ယောက်ဖြစ်စေပါတယ်။ဒုတိယရွေးချယ်စရာကတော့လက်ရှိကမ္ဘာအကြီးမြတ်ဆုံးဓာတ်သမားပွဲကိုပိုင်ဆိုင်ထားတဲ့ Draco Mihawk ပါ။ရိုးရိုးသားသားပြောရရင် Draco Mihawk နဲ့ Zoro တိုက်ခိုက်ရမယ်ဆိုရင် Draco Mihawk ကအသာစီးရမယ်လို့ကျွန်တော်ထင်ပါတယ်။ဒါကြောင့်ကျွန်တော်ဓာပညာ trait အတွက် Draco Mihawk ကိုရွေးချယ်ခဲ့တာပါ။ကမ္ဘာအကြီးမြတ်ဆုံးဓာတ်သမားအဖြစ်သူ့ရဲ့ဂုဏ်ပုတ်နဲ့သူ့ရဲ့မရင်နိုင်တဲ့တိကျမှုနဲ့နည်းစနစ်တို့ကသူကအကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်စေပါတယ်။ Zoro နဲ့ Shanks ကအမခန်းကျွင်ကျင်ပေမဲ့ Mihawk ရဲ့ထိတ်တန့်ဓာတ်သမားအဖြစ်လက်ရှိရပ်တည်မှုကအကြောက်မဲ့ဆုံး character ကိုဖန်တီးရမှာသူ့ရဲ့နေရာကိုခိုင်မာစေပါတယ်။ကောင်းပြီနောက်ထပ် trait ဖြစ်တဲ့ combat skills တိုက်ခိုက်ရေးစွမ်းရည်ကိုတွားရအောင်တိုက်ခိုက်ရေးစွမ်းရည်တွေဟာလက်ချင်းရင်တိုက်ခိုက်ရမှာနဲ့အမျိုးမျိုးသောတိုက်ခိုက်ရေးနည်းစနစ်တွေကိုအသုံးချရမှာမရှိမဖြစ်လိုအပ်ပါတယ်။ကျွန်တော်တို့မှာထိတ်တန့်တိုက်ခိုက်ရေးစွမ်းရည်တွေရှိတဲ့ characters 3 ယောက်ရှိပါတယ်။ Monkey D. Garp, Roronoa Zoro နဲ့ Sanji တို့ဖြစ်ပါတယ်။ Monkey D. Garp ကသူ့ရဲ့တန်တာရီဆန်နဲ့ကိုက်ခိုက်ရဲစွမ်းရည်တွေကြောင့်နာမည်ကျော်ပါတယ်။ပင်လယ်သားဖျောက်ရန် Goldie Roger နဲ့တန်းတူတိုက်ခိုက်နိုင်ပါတယ်။ Garp ရဲ့တဘာဝခွန်အားနဲ့တိုက်ခိုက်ရေးအတွေ့အကြုံကသူ့ကိုကြောက်စရာကောင်းတဲ့ပြိုင်ဘက်တစ်ယောက်ဖြစ်စေပါတယ်။ဒုတိယရွေးချယ်စရာကတော့ဓာပညာကိုအစွမ်းထက်တဲ့ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေနဲ့ပေါင်းစပ်နိုင်တဲ့ Roronoa Zoro ပါ။မယုံနိုင်လောက်အောင်ဆွဲဆုံးသုံးနိုင်မှုကိုပြသပါတယ်။နောက်ဆုံးအနေနဲ့ကျွန်တော်တို့မှာသူ့ရဲ့ Black Lake Style နဲ့စမ်းကြည့်ရှိပါတယ်။ဒါကတိုက်ခိုက်မှုတွေမှာများနှုံးနဲ့တိကျမှုကိုပေးတဲ့ထူးခြားတဲ့တိုက်ခိုက်ရေးနီလန်းကိုပေးပါတယ်။ကောင်းပြီဒါကရွေးချယ်ဖို့အခက်အခဲဆုံးရွေးချယ်မှုတွေထဲကတစ်ခုပါပဲ။ဒါပေမဲ့ခဏလောက်စဉ်းစားပြီးနောက်မှာတော့ကျွန်တော်ဒီ trade အတွက် Monkey D. Garp ကိုရွေးချယ်လိုက်ပါတယ်။သူ့ရဲ့ Dandari ဆန်တဲ့ဂုံပုတ်နဲ့တိုက်ပွဲမှာပင်လယ်သားပြပွဲနဲ့ရှင်ပြိုင်နိုင်တဲ့စွမ်းရည်ကမယုံနိုင်တဲ့အရေးချင်းကိုတက်သေးပြပါတယ်။ Zoro နဲ့ Sanji ကအထင်ကြီးစရာကောင်းပေမဲ့Garp ရဲ့တဘာဝခွန်အားနဲ့ကျယ်ပြန့်တဲ့အတွေ့အကြုံတို့ရဲ့ပုံစံမှုကသူ့ကိုအကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်စေပါတယ်။နောက်တစ်ခုကျွန်တော်တို့လိုအပ်တာကတော့ speed and agility အမြန်နှောင်းတဲ့လျင်မြန်တွက်လက်မှုပါ။ speed and agility တွေဟာတိုက်ပွဲတွေမှာတိုက်ခိုက်မှုတွေကိုရှောင်တိန်ဖို့နဲ့ပြိုင်ဘက်တွေကိုကျော်လွှားဖို့အတွက်အများကြီးရည်ကြီးပါတယ်။ဥပမာ Sanji က Enies Lobby Arc မှာဂျာဘူရာကိုတိုက်ခိုက်တဲ့အခါ Sanji ရဲ့မယုံနိုင်လောက်အောင်အမြန်နှောင်းတဲ့လျင်မြန်တွက်လက်မှုကသူ့ရဲ့အစွမ်းထက်တဲ့ခြေထောက်တွေနဲ့ပေါင်းစပ်ပြီးဂျာဘူရာကိုကျော်လွှားပြီးဆုံးဖြတ်ချက်ချနိုင်တဲ့ထူးနှံမှုတွေကိုပေးနိုင်ခဲ့ပါတယ်။ဒါကြောင့်ထူးခဲ့တဲ့အမြန်နှုံးနဲ့လျင်မြန်တက်လက်မှုရာအစွမ်းထက်တဲ့ character အတွက်အရန်အရေးကြီးပါတယ်။ဒါဆိုမေခွန်းကတော့ဒီ trait အတွက်ဘယ်သူကိုရွေးချယ်မလဲ။သူ့ရဲ့ Pika Pika no Mi Life Fruit နဲ့ Kizaru ကအလင်းအမြန်နှုံးနဲ့ရွေ့လျားပြီးအကြီးအကျယ်မြန်ဆန်တဲ့တိုက်ခိုက်မှုတွေကိုပေးပါတယ်။ Sanji ကသူ့ရဲ့တိုက်ခိုက်ရေးပုံစံအတွက်မရှိမဖြစ်လိုအပ်တဲ့မယုံနိုင်လောက်အောင်အမြန်နှုံးနဲ့လျင်မြန်တက်လက်မှုကိုရရှိဖို့သူ့ရဲ့ Black Lake Style ကိုအသုံးပြုပါတယ်။ Monkey D. Luffy ကအထူးသဖြင့်သူ့ရဲ့ gear ဆက်ကနဲ့တိုက်ပွဲမှာတိတိတတာအမြန်နှုံးနဲ့လျင်မြန်တွက်လက်မှုကိုရရှိပါတယ်။ဂရုစိုက်စဉ်းစားပြီးနောက်မှာတော့ကျွန်တော် speed and agility အတွက် Kizaru ကိုရွေးချယ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့ light speed လှုပ်ရှားမှုကမရှင်နိုင်တဲ့အမြန်နှုံးနဲ့တိကျစွာထိုးနှက်နိုင်တဲ့စွမ်းရည်ကိုပေးလို့ပါပဲ။ Sanji နဲ့ Luffy ကမယုံနိုင်လောက်အောင်မြင်ပေမဲ့ Kizaru ရဲ့ light speed စွမ်းရည်တွေကသူ့ကိုထင်ရှားတဲ့အသာစီးတစ်ခုပေးပါတယ်။ဒါကကျွန်တော်တို့ရဲ့ character အတွက်အကောင်းဆုံးရွေးချယ်မှုဖြစ်စေပါတယ်။နောက်ထပ် trait ကတော့ strategic intelligence မဟာဗျူဟာမြောက်ထက်မြက်မှုပါမဟာဗျူဟာမြောက်ထက်မြက်မှုကထိရောက်တဲ့တိုက်ပွဲမဟာဗျူဟာတွေကိုစီစဉ်ရမှာနဲ့အကောင်းအထက်ဖော်ရမှာအရင်အရေးကြီးပါတယ်အထူးသဖြင့်တယောက်ယောက်က crew ရဲ့ captain ဖြစ်ရမယ်ဆိုရင်ဒီ trait ကဆယ်ဆပိုပြီးအရေးကြီးလာပါတယ်ဒါဆို One Piece Universe တစ်ခုလုံးမှာဘယ်သူကမဟာဗျူဟာအမြောက်ဆုံးလဲ
Trafalgar Law ကသူ့ရဲ့ autonomy ကိုအသုံးပြုပြီးရှုပ်ထွေးတဲ့တိုက်ပွဲမဟာဗျူဟာတွေကိုဖန်တီးပါတယ်မကြာခဏဆိုသလိုသူ့ရဲ့ပြိုင်ဘက်တွေကိုကြော်လွှားနိုင်ပါတယ်နီကိုရောဘင်ကထော်လိုင်းရဲ့အချက်လက်တွေစုဆောင်းရမှာနဲ့တမိုင်းကျောင်းဆိုင်ရာအခြေအနေတွေကိုနားလည်ရမှာထူးချွန်ပါတယ်ဒါကမဟာဗျူဟာမြောက်ဆုံးဖြတ်ချက်တွေကိုလွှမ်းမိုးနိုင်ပါတယ်နာမီဟာကျွမ်းကျင်တဲ့လမ်းပြနဲ့မဟာဗျူဟာရှင်တယောက်ပါမကြာခဏဆိုသလိုရန်သူတွေကိုကြော်လွှားကိုအစီအစဉ်တွေဆွဲတတ်ပါတယ်ကျွန်တော် Trafalgar Water Law ကိုအကြောင်းပြချက်နှစ်ခုကြောင့်ရွေးချယ်ခဲ့ပါတယ်ပထမဆုံးအနေနဲ့သူဟာသူ့ရဲ့ crew ရဲ့ captain ဖြစ်ပါတယ်ဒါကသူ့ကိုထခြားရွေးချယ်စရာတွေထက်အသာစီးပေးပါတယ်ဒုတိယအနေနဲ့သူ့ရဲ့ရှုပ်ထွေးတဲ့မဟာဗျူဟာတွေကိုစီစဉ်နိုင်တဲ့စွမ်းရည်နဲ့သူ့ရဲ့ဆွဲဆောင်သုံးတိုက်ခိုက်ရေးစွမ်းရည်တွေကသူ့ကိုအကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်စေပါတယ် Robin နဲ့ Nami ကလည်းမဟာဗျူဟာမြောက်ပြင်မဲ့ Law ရဲ့နီးဖြူအကျွမ်းကျင်မှုနဲ့တိုက်ပွဲဉာဏ်ရည်ကသူ့ကိုထူးခြားစေပါတယ်ကျွန်တော်တို့ရဲ့ character ကဘယ်ပြိုင်ဘက်ကမဆိုစဉ်းစားပြီးအနံ့ယူနိုင်အောင်တည်ချစေပါတယ်နောက်ထပ် trait ကတော့ resilience and endurance ခံနိုင်ရည်နဲ့ကြံ့ကြမ်းခံနိုင်မှုပါ resilience and endurance တွေဟာရှေ့ကျတဲ့တိုက်ပွဲတွေကနေရှင်းတတ်နိုင်ဖို့နဲ့ဒဏ်ရာတွေကနေနာလန်းထူဖို့အတွက်အရန်ရေးကြီးပါတယ်ပင်လယ်သားပြက်တွေဟာပင်လယ်အလယ်မှာအချိန်အကြာကြီးနေထိုင်ပြီးတိုက်ခိုက်တာအမဲလက်တာတွေလုပ်ရပါတယ်သူတို့မှာခံနိုင်ရည်အားနဲ့ကြံ့ကြံ့ခံနိုင်မှုအားနည်းမယ်ဆိုရင်အခြေအနေတွေတိတ်ကောင်းမှာမဟုတ်ပါဘူးအခုဘသူကအကောင်းဆုံး resilience and endurance trait ရှိလဲရှာကြည့်အောင် Marco the Phoenix ကသူ့ရဲ့ Tori no Mi Model Phoenix နဲ့ဒဏ်ရာတွေကနေညံ့ညံ့ဆန်းဆန်းဖြတ်လဲနာလန်ထူပါတယ်တိုက်ပွဲမှာမတင်နိုင်တဲ့လောက်ကိုပေးပါတယ် Roronoa Zoro ကမယုံနိုင်လောက်အောင်ကြံ့ကြံ့ခံနိုင်မှုကိုပြသပါတယ်ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့တိုက်ခိုက်လာမကြာခဏပါ Monkey D Luffy ကကြီးမားတဲ့ခံနိုင်ရည်အားကိုပြသပါတယ်တေလူနီးပါအခြေအနေတွေကနေအကျဉ်းပေါင်းများစွာပြန်လဲနာလန်ထူနိုင်ပါတယ်ကောင်းပြီကျွန်တော် resilience and endurance အတွက် Marco the Phoenix ကိုရွေးချယ်လိုက်ပါတယ်သူ့ရဲ့ Phoenix Root ကနေပြန်လဲမွေးခွာနေတဲ့စွမ်းရည်တွေကသူဘယ်တန်ရာကနေမစိုးညံ့ညံ့ဆွမ်းဆွမ်းပြန်လဲနာလန်ထူနိုင်ပြီးတိုက်ပွဲမှာအမြင့်ဆုံးစွမ်းဆောင်ရည်ကိုထိန်းသိမ်းနိုင်အောင်တေချာစေပါတယ်နောက်ထပ်ကျွန်တော်တို့မှာ charisma and leadership ဆွဲဆောင်မှုနဲ့ခေါင်းဆောင်မှုရှိပါတယ်ဒီ trait ကို One Piece Universe တစ်ခုလုံးမှာအရေးကြီးဆုံး traits တွေထဲကတစ်ခုအဖြစ်သတ်မှတ်နိုင်ပါတယ် charisma and leadership တွေဟာတခြားသူတွေကိုလွန်ဆော်ဖို့နဲ့ဦးဆောင်ဖို့အတွက်မရှိမဖြစ်လိုအပ်ပါတယ် charisma and leadership အကြောင်းစဉ်းစားတဲ့အခါနာမည်နှစ်ခုပဲကျွန်တော်စိတ်ထဲပေါ်လာပါတယ် Shanks နဲ့ Podcast D8 တို့ဖြစ်ပါတယ် Shanks က Emperor တွေထဲကတစ်ယောက်အဖြစ်ကြီးမားတဲ့လေးစားမှုကိုရရှိပါတယ်သူ့ရဲ့ crew အဖွဲ့သားတွေနဲ့မဟာမိတ်တွေကသူ့ကိုလေးစားပြီးသစ္စာဆောင်သိကြပါတယ် Podcast D8 ကလည်းတန်မာတဲ့ခေါင်းဆောင်မှုနဲ့ဆွဲဆောင်မှုကိုပြသခဲ့ပါတယ်အထူးသဖြင့် White Bear Pirates အကြောင်းပါပေါ့ကောင်းပြီဒါကအလွန်အမေခက်ခဲတဲ့ရွေးချယ်မှုတစ်ခုပါဒါပေမဲ့ကျွန်တော် Shanks ကိုရွေးချယ်လိုက်ပါတယ် Podcast D8 မှာခေါင်းဆောင်မှုစွမ်းရည်တွေအတိုင်းငယ်စင်တူတွေလို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ Shanks မှာဒီနေရာမှာတမှတ်ဒါမှမဟုတ်အများဆုံးနှစ်မှတ်ပေါ်သားပါတယ်ဒါကြောင့်ကျွန်တော်ဒီနေရာမှာ Shanks နဲ့ပေးသွားပါမယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့မှာ special techniques အထူးနည်းစနစ်များရှိပါတယ်အထူးနည်းစနစ်တွေကတိုက်ပွဲရဲ့အခြေအနေကိုပြောင်းလဲနိုင်တဲ့ထူးခြားတဲ့စွမ်းရည်တွေကိုပေးပါတယ် Monkey D Luffy ကသူ့ရဲ့ gear techniques အထူးသဖြင့် gear 5ကိုအသုံးပြုပြီးသူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကိုမြင့်တင်ပါတယ်သူ့ကိုစိတ်ကြိုက်ဆွဲစွန်သုံးနိုင်သူဖြစ်စေပါတယ် Zoro ဟာအမျိုးမျိုးသောဓာတ်ပုံစံတွေနဲ့အထူးလှုပ်ရှားမှုတွေကိုထည့်သွင်းပြီးအစွမ်းထက်တဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကိုပေးပါတယ် Sanji ကသူ့ရဲ့ Diable Champion နဲ့ထခြားအဆင့်မြင့် kicking techniques ကိုအသုံးပြုပြီးအကြီးအကျယ်တိုက်ခိုက်မှုတွေကိုပေးပါတယ်ကျွန်တော်ရဲ့ character အတွက်လည်း special techniques တွေလိုအပ်ပါတယ်ဒါပေမဲ့ဘသူစီကနေယူမလဲခဏလောက်စဉ်းစားပြီးတော့မှတော့ကျွန်တော် Monkey D Luffy ရဲ့ gear transformations တွေကိုရွေးချယ်လိုက်ပါတယ်ဒါကတိုက်ပွဲမှာမယုံနိုင်လောက်အောင်ဆွဲဆုံးသုံးနိုင်မှုကိုပေးပါတယ်အခုကျွန်တော်ရဲ့အဆုံးစွန်သော character ရဲ့ traits တွေကိုအကျဉ်းချုပ်ရအောင် Devil Fruit ability Gura no Mi Tremor Fruit Haki Mastery Servus Relay Physical Strength ရုပ်ပိုင်းဆိုင်ရာခွန်အား Kaido Swordsmanship ဓာတ်ပညာ Dracumi Hawk Combat Skills တိုက်ခိုက်ရေးစွမ်းရည် Monkey D Gap Speed and Agility အမြတ်နှုန်းနဲ့လီမြန်တွက်လက်မှု Kizaru Borsalino Strategic Intelligence မဟာဗျူဟာမြုပ်ထက်မြတ်မှု Trafalgar Water Law Resilience and Endurance ခံနိုင်ရည်နဲ့ကြံ့ကြံ့ခံနိုင်မှု Marco the Phoenix Shen Charisma and Leadership Chef Special Techniques Monkey D Luffy One Piece Universe ကနေဒီကြောင်းမဖွယ်ကောင်းတဲ့ traits တွေကိုပေါင်းစပ်ခြင်းအားဖြင့်ကျွန်တော်တို့ဟာစိတ်ကူးနိုင်သမျှအစွမ်းထက်ဆုံးနဲ့အကြောင်းမဆုံး
character ကိုဖန်တီးခဲ့ပါတယ်ဒီ character ကခွန်အားကျွမ်းကျင်ဖို့နဲ့ခေါင်းဆောင်မှုနဲ့အကောင်းဆုံးကဏ္ဍတွေကိုပုံဖော်ပါတယ်ဘယ်တိုက်ပွဲမှာမဆိုလွှမ်းမိုးနိုင်ကြောင်းသိချစေပါတယ်ဒီဗီဒီယိုအတွက်ဒီလောက်ပါတယ်အစိုးရဆုံး character ကိုဖန်တီးထားတာကိုကြည့်ကျင်တယ်ဆိုရင်ဒီတစ်ခုကိုနှိပ်လိုက်ပါကျေးဇူးတင်ပါတယ်နောက်မှတွေ့မယ် bye